တကြံနားလေရောက်ခံနေပြီဆိုတော့ grade 3သင်ခန်းစာထဲမှာပါတဲ့အတာတကြံဆိုတဲ့သင်ခန်းစာလေးကိုဒီနေ့ဖတ်ပြပေးပါမယ်ရှင်အတာတကြံเนาะအတာတကြံဆိုတာကလေးတွေမြမရွာအတာတကြံအကြောင်းကိုသိရှိစေဖို့အတွက်တချို့တို့ကဒီအတာတကြံဆိုတဲ့သင်ခန်းစာလေးကို grade 3သင်ခန်းစာထဲမှာသင်ရမှာပဲဖြစ်ပါတယ်တကူလာသည်နှစ်သိကူသောလာဖြစ်သည်တကူလာကိုအတာကူသောကာလဟု၍လည်းသိကြသည်အတာကူချင်းဆိုသည်မှာနှစ်ကာလကူပြောင်းခြင်းပင်ဖြစ်သည်တကူလာဗရောက်ပန်းပွင့်ချိန်တွင်မြမရွာတကြံရေတပင်ပွဲတော်ကိုကျင်းပကြသည်တကြံဟူသောစကားသည်နှစ်ဟောင်းကုံဆုံး၍နှစ်သစ်သို့ကူပြောင်းခြင်းဟုအဓိပ္ပာယ်ရသည်တကြံခါတွင်လူအများသည်ဖျားပထိုးများတွင်ရေတက်ပေကြသည်ကုသိုလ်ကောင်းမှုပြုကြသည်စတုရိတာကျွေးမွေးလှူဒန်းကြသည်တိရစ္ဆာန်များကိုလည်းဘေးမဲ့လွတ်ကြသည်ဒါကတော့တကြံအကြောင်းသိအောင်လို့ပေါ့နော်တကြံမှာဘာကြောင့်တကြံလို့ခေါ်တာလဲပေါ့နော်ယတနာ၃ပါးဆရာသမားဘိုးဘွားမိဘစသောယူသေးထိုက်သူတို့ကိုကြော့ချသည်တကြီးရွယ်အိုများကိုခေါင်းလျှော်ပေးခြင်းရေချိုးပေးခြင်းဖြင့်ကုသိုလ်ကောင်းမှုပြုကြသည်လူငယ်များသည်တကြံအခါတွင်တဦးနှင့်တဦးပျော်ရွှင်စွာရေပဲကစားကြသည်ငွေဖလားတွင်အမွှေးနှင့်တာရီများထည့်ကာတပြေခက်များဖြင့်ရင်ကျေးစွာရေကစားကြသည်အချို့မှာအိုးစီဘုံမောင်းတီးလျက်အကခုံများဖြင့်ရေတပင်ပွဲကိုဆင်နွှဲကြသည်မြို့ကြီးပြကြီးများတွင်မန်းတက်များထိုး၍တကြံသေးသချင်းများတကြံရိန်ကများတန်ချက်များဖြင့်ကပြားဖျော်ပြကြသည်အလှပြတကြံကားကြီးများနှင့်လှည့်လည်ကပြကြသည်တကြံပွဲတော်သည်မြမရိုးရာရေတပင်ပွဲဖြစ်သည့်အတွက်ကျွန်ုပ်တို့သည်ပျော်ရွှင်စွာနှင့်ရင်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲသင့်ပေသည်ဆိုပြီးတော့ဒီအတာတကြံအကြောင်းကို grade 3သင်ခန်းစာလေးထဲမှာတာတို့သမီးတို့ကသင်ကြားမှာပဲဖြစ်ပါတယ်အဲ့တော့တကြံဆိုတာဘာလဲပေါ့နော်တကြံဆိုတာကကြတော့ဒီမှာသူကဒီထဲမှာပြောထားတယ်တကြံဆိုတာဘာလဲဆိုတော့နှစ်ဟောင်းကုံဆုံးပြီးတော့နှစ်တစ်ကိုကူးပြောင်းခြင်းလို့အဓိပ္ပာယ်ရတယ်အဲ့တော့နှစ်ဟောင်းမှာဘလောက်ပဲမကောင်းတာတွေပဲဖြစ်ခဲ့နှစ်တစ်ကိုရောက်တဲ့အခါမှာနှစ်တစ်မှာမကောင်းတဲ့เนาะအညစ်အကြေးတွေပါမလာအောင်လို့တော့ခြေနဲ့လောင်းချပြီးတော့တန့်စင်တဲ့သဘောမျိုးအနေနဲ့မြန်မာတွေအယူအဆကတော့ဒီတကြံပွဲတော်ကိုပါဝင်ဆင်နွှဲကြခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့တကြံကြလို့ရှိရင်တယောက်နဲ့တရားပျော်ရွှင်စွာနဲ့ရေပက်ကစားကြတယ်ပြီးလို့ရှိရင်ဟိုတော့ဆိုလို့ရှိရင်တပြေကက်နဲ့ရေပက်ကြတယ်ပေါ့နော်အဲ့တော့တကြံကြလို့ရှိရင်ဖျားသွားကြတယ်လူကြီးသူမတွေဆိုလို့ရှိရင်ဥပုသ်သီလတွေသွားပြီးတော့ဘုန်းကြီးကျောင်းတွေမှာစောက်တည်ကြတယ်နော်ပျော်ပျော်ရွှင်ရွှင်နဲ့ကိုယ့်ရဲ့နော်မြမရိုးရာရင်ကျေးမှုအတာတကြံကိုထိမ့်သိမ့်ဖို့အတွက်လည်းကလေးတွေလူငယ်လူရွယ်တွေနိုင်ငံသူနိုင်ငံသားတိုင်းမှာတာဝန်ရှိတဲ့အတွက်ကြောင့်မလို့တကြံရေတပင်ပွဲတော်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပါဝင်ဆင်နွှဲကြဖို့ဒီချေကတော့တိုက်တွန်းလိုက်ပါရရှင်ကျေးဇူးတင်ပါတယ်ဒီချေဆန္ဒပါ